သေးတယ်ဗျာမှတ်ပုံတဲ့အမတ်တွေမှန်ကန်မှုဆိုတာပါတယ်ဥပမာတက်မြင်းဆောင်ဆိုရင်ကချင်ပြည်နယ်စနစ်မြင်းဆောင်ဆိုရင်ရန်ကုန်တိုင်းဒေသကြီးစသဖြင့်တရားစစ်စစ်ရမယ်လေ မှန်ပါတယ်ရှင် လက်မထိုးရုံတင်မကဘူးလက်ဝဲပဲလက်မနဲ့လက်ပွေနှိရမယ်ငွေပမာဏကိုကဏ္ဍရောစာသားနဲ့ပါရေးရမယ်ပြီးတော့အလားလဲရက်လို့ခေါ်တဲ့နေနေမိတွေကိုတိတိကျကျဖော်ခဲ့ရမယ်စာလုတ်ကိုပြည့်ပြည့်စည်မဲ့စီကံကြတွေပါဝင်စေဖို့လဲဂယုစိုက်ရအောင်မယ်တဲ့ဗျာ ဟုတ်ကဲ့ရှင်လက်ဝဲမလက်မှတ်နဲ့လက်ပွေနေရတဲ့ဆိုတာကဥပဒေရညင်းဆိုလို့မရတဲ့အခိုင်အမာဆုံးတက်တေခန့်အထောက်ထားချင်နေလို့ပါစာချုပ်မှာအဲ့ဒီချက်တွေလဲကတစ်ခုခုလွဲချော်နေရင်နောက်ပိုင်းတရားတစ်ပေါက်ဖြစ်ခဲ့အခါကိုယ့်ဘက်ကအားနေထွားနိုင်ပါတယ် ဒါပေမဲ့လေဒီလောက်အဆင့်တွေအများကြီးလို့ဖို့ကအချိန်ရောလူရောငွေရောအယမ်းပင်မနေဗျာဥပမာကိုအယမ်းတီးတဲ့ယဉ်နီးပြီးယုံကြည်ရတဲ့ကိုယ့်ရဲ့ဆွေမျိုးသားချင်းစီကနေဒါမှမဟုတ်ငယ်သူငယ်ချင်းစီကနေဝယ်မယ်ဆိုပါစို့ ဟုတ်ကဲ့ အဲ့ဒီလိုအချိန်ဒီမျိုးမှာတရင်စားတဲ့ကြော်ညာထဲတာတွေစီးပင်မှာထောင်းစစ်တာတွေကိုကြော်ပေးလိုက်လို့မရဘူးလားဗျာခင်မင်မှုနဲ့ပဲလွယ်လွယ်ကူကူယုံယုံကြည်ကြည်နဲ့စာချုပ်လေးတစ်ခုချုပ်ပြီးပိတ်ဆံပေးလိုက်ရင်ယုံမရဘူးလား ဒါကအရန်အရေးကြီးတဲ့မေဝန်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်ရှင်အဲ့ဒါကလူတိုင်းဒီပါတွေးမိတတ်တဲ့အလွယ်ဆုံးလမ်းကြောင်းပါဒါပေမဲ့အဲ့ဒီလိုယုံကြည်မှုတစ်ခုတည်းနဲ့အဆင့်တွေကိုကြော်ပြစ်လိုက်တာကတကယ်ကိုအတန်းအတယ်လို့ကြီးမားတဲ့ငွေကြေးအန်တယ်ကိုဖိတ်ခေါ်လိုက်တာပါပဲရှင် ဟာဘာကြောင့်လဲဗျယုံရတဲ့သူတွေပဲလေ လက်တွေ့ဥပမာလေးတစ်ခုနဲ့ရှင်းပြပါမယ်ရှင်တင့်တငယ်ချင်းကတင့်ကိုရိုးရိုးသားသားရောင်းတာဖြစ်နိုင်ပါတယ်ဒါပေမဲ့တည်င်းစားတဲ့ကြုံညာမထည့်ဘူးဆိုရင်နောက်ပိုင်းကျမှတင့်တငယ်ချင်းရဲ့မောင်နှမတွေဒါမှမဟုတ်အမွေဆိုင်တယောက်ယောက်ကပေါ်လာပြီးဒီမင်းဟာသူတို့နဲ့လည်းသက်ဆိုင်တယ်လို့ကန့်ကွက်လာရင်တင့်မှာဥပဒေရခုခံချေပခွင့်မရှိတော့ပါဘူးရှင် တငယ်ချင်းကမလိမ့်ပေမဲ့ကချောဆက်ဆက်နေသူတွေကပြဿနာရှာနိုင်တယ်ပေါ့ မှန်ပါတယ်ရှင်နောက်တစ်ချက်ကစီးပဲမှမစစ်ဘူးဆိုရင်ရောဘာဖြစ်နိုင်လဲအဲ့ဒီမင်းဟာဘန်းမှာအမီပေါင်းနေပေါင်းတန်းထားပြီးလောက်ဖြစ်နေတာမျိုးဒါမှမဟုတ်တခြားတစ်ယောက်ကိုအယောင်းအဝယ်လုပ်ဖို့မြေပုံကူထားပြီးသားဖြစ်နေတာမျိုးတွေကိုသိနိုင်မှာမဟုတ်ပါဘူး တကယ်မသိနိုင်ဘူး အစင်တစင်ကြောသွားတာနဲ့အမြတရားဥပဒေရဲ့အကာအကွယ်ပေးမှုတဲ့နာနေကိုယ်လိုင်းထွက်သွားလို့ဖြစ်သွားပြီးတစ်သက်လုံးရှာဖွေစုဆောင်းထားတဲ့ငွေကြေးတွေအားလုံးလေးထဲလွင့်သွားနိုင်ပါတယ်ရှင်ဒါကြောင့်ခင်မင်မှုနဲ့ဥပဒေလုံထုံးလုံနည်းကိုလုံးဝရောထွေးလို့မရပါဘူးခင်ရင်ခင်တယ်လို့ပို့ပြီးတော့အောင်စီးကန်းတကြလုံးတင်ပါတယ် တဘောပေါက်ပြီဗျဥပဒေရဲ့အကာအကွယ်ကဘလောက်အရေးကြီးတယ်လဲဒီအဆင့်တွေကိုဘာကြောင့်မကြော်သင့်ဘူးဆိုတာအခုမှလုံးဝကိုရှင်းလင်းသွားတယ်ဒါပေမဲ့ပြည်တွင်းကစီပင်စီမင်းတွေစာချုပ်စာတမ်းကိစ္စတွေအပြင်နောက်ထပ်ကြီးမားတဲ့မြန်မာနိုင်ငံအင်ချမ်းမြေလောကကိုကြရက်ရိုက်စေတဲ့အပြောင်းအလဲတစ်ခုရှိသေးတယ်နော် ဟုတ်ပါတယ်ရှင် ဘာများလဲရှင် အင်ချေမီဝဲယူတာဟာအခုဆိုရင်နိုင်ငံတကာလုံခြုံရေးငွေကြေးခွာချက်မှုတိုက်ချက်ရေးကိစ္စတွေနဲ့ပါတက်ရိုက်ဆက်ဆက်နေပြီလို့ဆိုတယ်ဗျာ MFIU လို့ခေါ်တဲ့ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ရဲ့ညွှန်ကြားချက်ကိုလေ့လာကြည့်အောင် စိတ်ဝင်စားစရာပါပဲအဲ့မှာဆိုရင်အင်ချမ်းမြေအကျိုးဆောင်တွေဟာတာမန်ပွဲစားအဆင့်မဟုတ်တော့ပဲဖောက်တဲ့တွေလို့စစ်ဆေးတဲ့လုပ်ငန်းစဉ်အင်္ဂလိပ်လို့ဆိုရင် customer due diligence CDD ကိုမြစ်ဖွင့်မနေလောက်ဆောင်ရမယ်လို့ညွှန်ကြားထားတယ်ဗျာ ဒီအချက်ကိုပိုချေပြဲနဲ့ရှုထောင်းနေချိတ်ဆက်ကြည့်မှဆိုရင်တော့ဒီညွှန်ကြားချက်ကအင်ချမ်းမြေလောကအတွက်သမိုင်းဝယ်အချိုးအကွေ့တစ်ခုလို့ပြောလို့ရပါတယ်ရှင်အရင်ကလိုအကျိုးဆောင်တွေဟာရောင်းတူဝယ်တူတွေ့ပြီးပွဲခယူယုံနဲ့မပြီးတော့ပါဘူး ဒါဆိုဘာလုပ်ရမလဲဗျ သူတို့အနေနဲ့တန်တရားဖြစ်ဖွယ်ငွေလွှဲပြောင်းမှုတွေမတင်ခါစရာအယောင်းဝယ်တွေကိုတွေ့ရင် MFIU ကိုသတင်းပို့ရမယ်နောက်ပြီးအယောင်းဝယ်လုပ်ခဲ့တဲ့မှတ်တမ်းတွေအားလုံးကိုအနည်းဆုံး9နှစ်တည်းလုံခြုံအောင်ထိန်းသိမ်းထားရမယ်ရှင် ပေါ်ပြီးအန်ဝဇေအကောင့်တာကကုလသမဂ္ဂကလုံခြုံရေးကောင်စီကနေအရေးယူပိတ်ဆို့ထားတဲ့အမီစာရင်းမှာပါဝင်သူတွေဟုတ်မဟုတ်ဆိုတာကိုပါအကျိုးဆောင်တွေကစစ်ဆေးရမယ်လေဗျပြီးတော့ငွေကြေးခေါ်ဝိုက်ချက်မှုနဲ့အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးမူဝါဒတွေကိုလည်းကုမ္ပဏီတိုင်းကချက်မှတ်ထားရမယ်လို့ဆိုတယ် ဟုတ်ပါတယ်ရှင်အဲ့ဒါကနိုင်ငံတကာစံနှုန်းတွေပါပဲ ဒါပေမဲ့ဒီနေရာမှာနားဆင်သူတွေသိချင်မဲ့ကိစ္စတစ်ခုရှိတယ်ဗျာငွေကြေးခေါ်ဝိုက်ချက်မှုဆိုတာရုပ်ရှင်တွေထဲမှာကြားဖို့မိမယ်လက်တွေ့မှာအင်ချမ်းမြေကနေတဆင့်အဲ့ဒီမတန်ရှင်းတဲ့ငွေတွေဒါဘလူးနီလာနဲ့တရားဝင်ငွေတွေထပ်သွားတာလေဗျာအဲ့ဒီရန်တရားကိုနည်းနည်းလောက်ရှင်းပြပေးပါလား ကောင်းပါပြီရှင်အလွယ်ကူဆုံးဥပမာတစ်ခုနဲ့ရှင်းပြပါမယ်လူတစ်ယောက်ကမူရစ်စေဝါရောင်းဝယ်တာပဲဖြစ်ဖြစ်တရားမဝင်လောင်းကစားကနေပဲဖြစ်ဖြစ်ငွေကျပ်သိန်းတစ်ထောင်ရလာတယ်ဆိုပါစို့ တရားငွေဟာတရားဝင်တုံးဆွဲလို့မရတဲ့ငွေမဲပါပဲဘဏ်ထဲကိုတိုက်ရိုက်သွားထည့်ရင်ငွေကြေးစက်မြစ်ကိုမင်းမြန်းခံရပါလိမ့်မယ်
အဲ့ဒီတော့သူကဘာလုပ်တယ်လဲဆိုရင်အဲ့ဒီငွေသားသိန်းတစ်ကောင်ကိုသုံးပြီးတန်မိုးကြီးအိမ်ချမ်းမြေတစ်ခုကိုဝယ်လိုက်ပါတယ် အော်အင်းကတော့ပိုင်သွားပြီငွေကအိမ်ဖြစ်သွားပြီပေါ့ ဟုတ်ပါတယ်ရှင်ပြီးတဲ့နဲ့အဲ့ဒီအိမ်ကိုသူကကုမ္ပဏီတစ်ခုခုဒါမှမဟုတ်နိုင်ငံခြားသားတယောက်ယောက်စီကိုတစ်လ350နဲ့ပြန်ငားလိုက်တယ် အဲ့ဒီအခါမှာလက်စင်ရလာတဲ့အိမ်လက်ခသိန်း50ဟာအင်းချမြေကနေတရားဝင်ရရှိတဲ့ဝင်ငွေအဖြစ်စည်ရင်ပြလို့ရသွားပြီပေါ့နော် မှန်ပါတယ်ရှင်ဒါမှမဟုတ်လဲတစ်နှစ်လောက်နေပြီးတဲ့အခါအဲ့ဒီအိမ်ကို3,200နဲ့ပြန်ရောင်းချလိုက်တယ်အဲ့လိုရောင်းလိုက်တဲ့အခါသူ့လက်ထဲကိုပြန်ရောက်လာတဲ့3,200ဟာတရားဝင်လုပ်ငန်းကရတဲ့ငွေမဟုတ်တော့ပဲတရားဝင်အိမ်ချမ်းမြေအယောင်းဝယ်ကနေရလာတဲ့ငွေဖြူအဖြစ်လုံးဝပြောင်းလဲသွားပါပြီရှင်အဲ့ဒါကိုငွေကြေးခေါ်ရချက်တယ်လို့ခေါ်လာပါ အော်သဘောပေါက်ပြီအဲ့ဒီလိုမတန်းရှင်းတဲ့ငွေတွေဝင်လာတာကိုတားဆီးဖို့အတွက်အကျိုးဆောင်တွေကိုအခုလိုစီးမြင်နေချမှတ်လိုက်တာပေါ့ ဟုတ်တယ်ရှင်